ချစ်ကြောင်ပျက်စီးသွားတဲ့ကဘာကြီးတကယ်လို့ရင်သာအသက်ရှင်ခဲ့ရင်ကဘာကြီးကိုဖျက်ဆီးပစ်ဖို့အထိပြင်းထန်တဲ့အချစ်မျိုးကိုတင်ရှုံလားနာရူဇလန်တစ်ခုလုံးရဲ့အမှောင်ဆုံးအခိုက်အတန့်တွေဟာရင်ရဲ့သေဆုံးမှုကနေစတင်ခဲ့တာပါတကယ်လို့သာအဲ့ဒီနေ့ကရင်မသေးခဲ့ဘူးဆိုရင်ကျွန်တော်တို့သိထားတဲ့နာရူဇလန်ကြီးကဘယ်လိုတောင်ပြောင်းလဲသွားမလဲဒီနေ့မှာတော့အိုဗီဒိုရဲ့ဘဝနဲ့ကဘာကြီးရဲ့ကံကြမ္မာကိုပြောင်းလဲသွားမယ် What if theory တစ်ခုကိုဆွေးနွေးသွားမှာပါနံပါတ်1အိုဗီဒိုဟာကိုနိုဟာရဲ့သူရဲကောင်းဖြစ်လာခြင်းရင်သာအသက်ရှင်ခဲ့ရင်အိုဗီဒိုရဲ့စိတ်ဟာအမောင်ဖုံးသွားမှာမဟုတ်ပဲမာရာရဲ့လှည့်ကွက်ထဲကိုလည်းရှောက်သွားမှာမဟုတ်ပါဘူးသူဟာရွာကိုပြန်လာပြီးခါဂါရှင်နဲ့အတူကိုနိုဟာရဲ့အင်အားကောင်းဆုံးနင်ဂျာတယောက်ဖြစ်ကြီးပြင်းလာမှာဖြစ်တယ်လို့သူဖြစ်ချင်ခဲ့တဲ့ဟိုကာကဲအိမ်မက်ကိုလည်းဆက်လက်အကောင့်ထဲပေါ်နိုင်မှာပါဒါအပြင်သူရွာမှာရှိနေခြင်းကဦးချီယာမျိုးနွယ်စုနဲ့ရွာကြားကတင်းမာမှုတွေကိုသူနဲ့အီတာချီနှစ်ယောက်ဖြည့်ရှင်းသွားနိုင်မှာဖြစ်လို့ဦးချီယာမတ်စကာဆိုတာလည်းရှိလာမှာမဟုတ်ပါဘူးနံပါတ်2ချီလူရီနဲ့အီတာချီတို့အတွက်အားကိုးရဖြစ်လာခြင်းအိုဗီဒိုဟာအီတာချီတို့ထံစီနီယာကျတဲ့အတွက်သူသာလမ်းမမရောက်ပဲရွာမှာရှိနေရင်ချီလူရီနဲ့အီတာချီတို့ကိုလမ်းပြပေးနိုင်မယ်အကိုတယောက်လိုဖြစ်လာမှာပါအထူးသဖြင့်ဒန်ဆိုကရှီလူရီရဲ့ကိုတိုအာမာဆူကာမီအစွမ်းကိုလူယူကိုကြိုးစားတဲ့အခါမျိုးမှာအိုဗီဒိုရဲ့ကာမူရီအစွမ်းနိုင်ရှိနေရင်ဒါကိုအလွယ်တကူတားဆီးနိုင်စွမ်းရှိပါတယ်။ကယ်၍ဦးချီယာမျိုးနွယ်စုမှာအင်အားကြီးလာတဲ့မန်ကကျူးရှာရင်ကန်အသုံးပြုသူ3ယောက်ဖြစ်တဲ့ချီလူရီအိုဗီဒိုအီတာချီသာတစ်ချိန်တည်းမှာရှိနေခဲ့ရင်ဒန်ဆိုတို့လိုရွာရဲ့အထက်ပိုင်းကောင်းဆောင်တွေတောင်မှမျိုးနွယ်စုကိုအလွယ်တကူလက်ဖြားနဲ့မထိရဲတော့ပဲနိုင်ငံရေးအရာရောစစ်ရေးအရာပါကြီးမားတဲ့အင်အားစုတစ်ခုဖြစ်လာမှာပါနံပါတ်3နာရူအတွက်နှွေးထွေးတဲ့မိသားစုဘဝရရှိခြင်းအိုဗီဒိုဟာရွာကိုကိုမီခူရာမာနဲ့တိုက်ခိုက်မှာမဟုတ်တော့တဲ့အတွက်၄ယောက်မြောက်ဟိုကာကဲမီနာတိုနဲ့ခုရှိနာတို့သေဆုံးစရာအကြောင်းမရှိတော့ပါဘူးဒါဟာနာရူတိုရဲ့ဘဝကိုအကြီးမားဆုံးပြောင်းလဲသွားနေမှာဖြစ်ပြီးနာရူတိုဟာတရွာလုံးရဲ့ပြစ်ပယ်ခြင်းကိုခံရတဲ့မိဘမဲ့ကလေးမဟုတ်တော့ပဲဟိုကာကဲရဲ့သားအဖြစ်မိဘမြတ်တာအပြည့်နဲ့ကြီးပြင်းလာရမှာပါသူ့ကိုယ်ထဲမှာလည်းခူရာမာရဲ့ချာကရာတွေထက်မီနာတိုစီက flying ranging လို့တပ်ပညာတွေကိုငယ်ငယ်လေးကတည်းကသင်ယူခွင့်ရမယ် perfect shinobi တယောက်ဖြစ်လာနိုင်ပါတယ်နံပါတ်4အာကာဆူကီဟာငញ្ញရဲ့အဖွဲ့အစည်းဖြစ်တည်ရှိနေခြင်းအိုဗီဒိုသာအနောက်ကနေကြိုးကင်ပြီးနာဂါတိုကိုလမ်းမပို့ခဲ့ရင်အာကာဆူကီဟာကဘာဖြတ်မဲ့အဖွဲ့အစည်းဖြစ်လာမှာမဟုတ်ပါဘူးဂျာဟီကိုဦးဆောင်တဲ့မူလရည်ရွယ်ချက်အတိုင်းစစ်ဘေးဒုက္ခတွေကိုကူညီတဲ့ငញ្ញရဲ့အဖွဲ့အစည်းဖြစ်ပဲဆက်ရှိနေမှာဖြစ်ပြီးဂျီယာရီယာရဲ့တပည့်တွေအားလုံးလည်းလူကောင်းတွေဖြစ်ဆက်လက်ရှင်သန်နေမှာပါဒါအပြင်မာရာရာရဲ့ Infinite Tsukiyomi အစီအစဉ်လည်းပြည့်ပြည့်သွားမှာဖြစ်လို့သရုပ်ထအချိန်မြောင်နင်ဂျာစစ်ပွဲကြီးဆိုတာလည်းဖြစ်လာစရာအကြောင်းမရှိတော့ပဲကဘာကြီးကပုံမအေးချမ်းသွားမှာဖြစ်ပါတယ်ဆုံးသက်အနေနဲ့ဒီအချက်တွေကိုကြည့်ရင်ရင်ရဲ့အသက်ဟာဇလန်းတစ်ခုလုံးရဲ့အဓိကအလှည့်ပြောင်းဖြစ်နေတာကိုတွေ့ရမှာပါအိုဗီဒိုရဲ့အချစ်ကကဘာကြီးကိုဖျက်ဆီးနိုင်တယ်လို့အဲ့ဒီအချစ်ကပဲကဘာကြီးကိုကယ်တင်နိုင်စွမ်းလည်းရှိနေပါတယ်ဒါဆိုရင်သင်တို့ရောဘလို့ထင်လဲတကယ်လို့ရင်သာအသက်ရှင်ခဲ့ရင်အိုဗီဒိုကဟိုကာကဲတကယ်ဖြစ်သွားမလားကောမန်မှာသင်တို့ရဲ့အမြင်တွေကိုရေးပေးသွားပါဦးနော်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမေ့ပါနဲ့ဦးဗျနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you ပါ